1 vs 1လို့ခေါ်တဲ့မုံတီတစ်ခုက Mobile Legend ဘန်ဘန်ကိုရောက်ရှိလာပါတော့မယ်1 vs 1မှာတော့ဇာမန်တယောက်အနေနဲ့ဘယ်သူကသတ်မှတ်ထားတဲ့အချိန်ရင်ပြည့်အောင်တတ်နိုင်မယ်ဒါမှမဟုတ်ပြိုင်မဲ့ Target ကိုရေလုံးထိုးနိုင်မယ်ဆိုတော့သိရှိနိုင်မှုတိုက်ခိုက်ရမှာဖြစ်ပါတယ်ဒီဘုံတဲ့သူခံမှန်းကြီး event ကိုလည်းထုတ်ပေးသွားမှာဖြစ်ပါတယ်ကစားသမားတွေရောကြည့်ရှုသူတွေပါ fan casting ကွိုင်းနေရောက်ရှိနိုင်ဖို့လောင်းချထားနိုင်မှာဖြစ်ပါတယ်ခုတော့ဒီမုံတီချောင်းကိုလေ့လာလိုက်ကြရအောင်ပါ1 vs 1ဘုံကိုနိုင်ရရှိဖို့နီလန်2ခုရှိပါတယ်ပထမနီလန်ကတော့ကစားပွဲချိန်တွင်ပြိုင်ဘက်ကို3ချိန်တပ်ဖို့ပဲဖြစ်ပါတယ်ဒုတိယနီလန်ကတော့ပြိုင်ဘက် Target ကိုချိုးဖို့ပဲဖြစ်ပါတယ်1 vs 1 fan casting event ကိုလည်းဒီမုံတဲ့သူထုတ်ပေးသွားမှာဖြစ်ပါတယ်ကစားပွဲစားမှာကစားမားတွေရောကြည့်ရှုသူတွေရောကကစားပွဲရလက်ပေါ်လောင်းကြီးထပ်ဖို့1 vs 1 fan casting coin ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်ဂိမ်းကလည်းနှစ်ဖက်လုံးအတွက် price pool မှာ1 vs 1 fan casting coin ပမာဏတစ်ခုထည့်ပေးသွားမှာဖြစ်ပါတယ် price pool ထဲမှာရှိတဲ့1 vs 1 fan casting coin ဒီအားလုံးနိုင်ရရှိသူတွေကြားမှာခွဲဝေပေးသွားမှာဖြစ်ပါတယ်1 vs 1 fan casting event ပြုလုပ်နေတော့မှာတင်းနေတဲ့တင်းရဲ့ fan casting coin တွေကိုထူးသီးသန့်ဆုလက်ဆောင်တွေနဲ့လဲလှယ်နိုင်မှာဖြစ်ပါတယ်ဒီမုံတော့ weight တွေရှင်းတာမြန်တာဒါမှမဟုတ်အားကောင်းတဲ့ back ရှိတဲ့ hero တွေကိုဦးစားပေးပါတင်းရဲ့ wave ကိုရန်သူ direct ထဲရောက်အောင်လုပ်ပေးခြင်းအပြင် PR စတိုက် baby ဒါရဲ့ HP နဲ့ရန်သူရဲ့ HP နှစ်ခုစလုံးကို short ချပါ1 vs 1ပြေးပုံမှာခြုံတွေနဲ့ crit တွေလည်းပါဝင်ပါတယ်ဂျန်ငယ်ရင်မြစ်တွေကိုရအောင်ယူခြင်းကစီဝါရဲ့အားသာချက်ကိုပေးမှာဖြစ်ပြီးခြုံတွေကတော့ link ကိုင်ဖမ်းပြီးတိုက်ခိုက်ဖို့အတွက်ပြီးပြည့်စုံတဲ့ကာကွယ်ယူစရာနေရာတွေကိုပေးစွမ်းနိုင်ပါတယ်1 vs 1ကရောက်ရှိလာတော့မှာဖြစ်တာကြောင့်တင်းရဲ့ break တွေကိုစုပြီးအောင်ပွဲထွက်တိုက်ခိုက်လိုက်ကြပါစို့